ပေါ့ပါဗျာပေါ့ပါတယ်ရတယ်နော်နော်အဲ့ဒီပရိညင်နော်ဆိုတာကသူ့ပြဋ္ဌာန်းချက်ကပရိညင်တိုက်တရားဆောင်ရပေးလို့ရတယ်ဆိုတာကတခြားဥပဒေနဲ့အရေးယူလို့ရတယ်စာရုပ်ထဲမှာပါရင်တခြားဥပဒေပဲအရေးယူရမယ်နော်တခြားဥပဒေကအရေးယူတာဥပဒေမရှိမှအဲ့ဒီပရိညင်တိုက်ဆက်လက်ဆောင်ရမှုဆိုတရားစနစ်ရအရေးယူလို့ရတခြားဥပဒေရှိရင်တခြားဥပဒေသွားမှာတရားပြဋ္ဌာန်းထားတဲ့ဥပဒေအဲ့ဒီပြဋ္ဌာန်းတဲ့ဥပဒေမရှိမှပရိညင်တရားစနစ်နဲ့ဆွဲလို့ရတစ်ချက်ပုဒ်သူပြဋ္ဌာန်းချက်ကနံပါတ်1ချက်သူကငွေကြေးနဲ့ရော်ရေးပေးလို့ရတဲ့ဟာဆိုရင်ရော်ကြေးတိုင်းကိုပထမဦးပေးပြီးနားမယ်ရော်ကြေးနဲ့မှတက်တာခွင့်မရတော့ဘူးဆိုမှခုနလိုစာချုပ်ကြီးထုတ်တာတို့အိမ်ကိုလက်ရောက်ပေးရဘူးဒီတော့မှနော်အကြောင်းမှတ်တာဗြိဉ္ဉ်ကချက်ရှိတယ်ဒီဗြိဉ္ဉ်နဲ့ပတ်သက်တာကတခြားတရားပြဋ္ဌာန်းဥပဒေတွေပြဋ္ဌာန်းခြင်းတွေမရှိနေရဘူးနံပါတ်2ချက်အဲ့ဒီဗြိဉ္ဉ်ကရော်ကြေးပေးလို့ရတယ်ဒါဆိုရင်သူကရော်ကြေးကိုဦးစားပေးမယ်ရော်ကြေးပေးလို့မရတဲ့အခြေအနေရှိမှအခြားသူကချက်ကိုသူကစဉ်းစားမှာနော်ဗြိဉ္ဉ်ဥပဒေသုံးကတဘောဒါထဲမှာရေးထားတယ်နော်သူကစာချုပ်မှာဆိုရင်သူကနော်ဟိုတောင်းဆိုတဲ့တက်တာခွင့်တွေကဗြိဉ္ဉ်မှာအယောင်းဝယ်ဆိုရင်ကွာတိချက်ကဆရာငွေမပေးရင်ဆရာငွေရော်ဖို့နော်စာချုပ်ဥပါတိုင်းနီလန်တိုင်းနော်အယောင်းကိုဆက်လက်အတည်ပြုပြီးတော့ကြံငွေကိုကလက်ခံပြီးတော့နော်စာချုပ်ကိုအယောင်းမှတ်ဖို့နဲ့စာချုပ်ကြီးထုတ်ပြီးလောက်ပေးရဖို့အဲတောင်းလို့ရတယ်ဒါပေမဲ့တို့ခုနလိုဗြိဉ္ဉ်တိုင်းဆက်လက်ဆောင်ရွက်တာကကာလစည်းကမ်းဘယ်လောက်ရှိလဲဘယ်နေရာစတရားဆွဲရမလဲဟောက်ပြတဲ့နေရာစပြီးတော့ကာလစည်းကမ်းဘယ်လောက်လဲ3နှစ်အတွင်းမှာဆရာကဲအားလုံးပြောကြဘယ်လောက်လဲ3နှစ်ပါဗျာ3နှစ်အတွင်းဆရာ3နှစ်ဟုတ်တယ်နော်သုံးလုံးမှတ်ထားကြကာလစည်းကမ်းအပိုက်ဘယ်လောက်ရလဲ133ရတိတိတော့တရားဒီဟာကတိကျဗြိဉ္ဉ်နဲ့ပတ်သက်တဲ့ပစ္စည်းကမရွှေမပြောင်းတဲ့ပစ္စည်းပါနေပြီဆိုရင်ပစ္စည်းတရှိရမှာသူတရားဆွဲရမယ်အဲ့ဒါဘုရားဘယ်လောက်မှပြန်ထားတယ်ဒီမှာကျွန်တော်ပုံ16ပါဗျာဟုတ်ကဲ့မှတ်ထားနော်အဲ့ဒါလေးမှတ်ထားအဲ့ဒါဒီကိုလုံးတယ်သူကသူကအဓိကကတော့မျက်နှာကြီးပေးရန်ဆိုပြီးတော့သူကအဲ့ဒီစာချုပ်မှာရေးထားတယ်ဆိုရင်သူကမျက်နှာကြီးပေးဖို့ဆိုရင်တော့ဥစွာသူကမျက်နှာကြီးပေးဖို့ပဲစဉ်းစားရတယ်နော်ဒီမှာစီရင်ထုံးလေးတွေပါတယ်အဲ့ဒီကလွယ်ပါတယ်နော်အဲ့တော့တို့ကထူးခြားတာတခုပါတယ်တချို့ကအယောင်းဝယ်လုပ်တဲ့နေရာမှာနော်သွားပြီးတော့နှစ်ခါရောင်းတဲ့လူရှိတယ်နော်ဒီလူလည်းရောင်းတယ်နောက်တစ်ယောက်လည်းရောင်းတယ်အခုဒီအမှုလေးကြတော့သူကပထမလူကိုသူကဘာလဲရောင်းထားလဲဆိုရင်အရက်စာချုပ်နဲ့ရောင်းထားတယ်ဘာလဲရောင်းထားလဲအရက်စာချုပ်နဲ့ရောင်းထားတယ်ရက်စာချုပ်နောက်တစ်ခါသူကထပ်ပြီးတော့သူကဘာလုပ်လဲဆိုရင်နောက်တစ်ယောက်ကြတော့အဲ့လိုအရက်စာချုပ်နဲ့ပဲထပ်ပြီးတော့ရောင်းထားတယ်အဲ့တော့ဒီအဲ့ဒီနှစ်ယောက်ဆုံးကအရက်စာချုပ်နဲ့ရောင်းထားမယ်ဆိုရင်တို့ကခေါကဆက်လက်ပြီးတော့အဲ့ဒီမြေကိုတို့ခဏလို့နော်နိုင်ငံတော်မပိုင်တဲ့မြေပေါ့နော်တက်လက်ဖြစ်တဲ့မြေကို
အရစာချုပ်နဲ့ပဲသူကနှစ်ချိန်နှစ်ယောက်ဆုံးရောင်းထားရင်သူကပထမတရားဥမှာကဲသွားပြီးတော့သူကဒီစာချုပ်ကိုမှတ်ပုံတင်ဖို့ပဲသူကရှောက်မယ်နောက်ဆိုပြည်ရင်ဆောင်ရွက်မယ်ဆိုရင်ဘယ်သူ့ကိုဦးစားပေးမယ် ပထ ပထ မ မလူကို မလူကိုဦးစားပေး ပထမလူကိုဦးစားပေးမယ်နော်ဦးစားပေးပြီးသူ့ကိုတော့ပြည်ရင်တိုင်းဆောင်ပေးလို့ရတယ်အဲ့ဒီမှာနောက်ဝယ်ထားတဲ့လူကမနစ်နာဘူးလား နင့်နာ တင် ပါ တာပါလေ သူ့ကိုပြည်ရင်တိုင်းဆောင်ရွက်ဖို့သူကရှောက်လို့ရတော့မလား မရတော့ပါ ရတော့ မ ပါ ရပါ ဟောသူကတော့သူနစ်နာတဲ့ရောင်းတဲ့သူကပထမပြည်ရင်ရှိမှသိရတဲ့သူ့ကိုထပ်ပြီးရောင်းတဲ့အတွက်သူနစ်နာတယ်ဆိုရင်သူကယုံကြည်ရလို့ဟိုတောင်းလို့ရတယ်ဒုတိယလူကသွားပြီးတော့စာချုပ်ကြီးကိုမှတ်ဖို့တင်စာချုပ်ချုပ်ပြီးပါသူတောင်းလို့မရတော့ဘူးဒါကလွယ်လွယ်လေးပဲကွယ်ဒီလိုဒါလေးမှတ်လိုက်ပေါ့နော်တစ်ချက်ပြည်ရင်မြောက်ဖို့အတွက်တစ်ချက်တိုက်တယ်ဖြစ်တဲ့နိုင်ငံတော်မပိုင်တဲ့မြေတွေဖြစ်ရမယ်နိုင်ငံတော်ပိုင်တဲ့မြေတွေဖြစ်ရင်ပြည်ရင်ကမမြောက်ဘူးတရားစွဲလို့မရဘူးနော်နံပါတ်2ချက်ကနိုင်ငံတော်ပိုင်တဲ့မြေတွေကိုရောင်းမှတာပြည်ရင်ဖြစ်တယ်တရားဥပဒေကရေးလို့ရတယ်ဒါပေမဲ့အဲ့ဒီစာချုပ်မှာပြည်ရင်ကိုသူကချိုးဖောက်တယ်လို့ကဆွဆွဲရင်အဲ့ဒီချိုးဖောက်တဲ့အချက်ကပြည်ရင်မှာပါမှတရားစွဲလို့ရတယ်နော်ဒါလေးပါမှတ်ထားသမီးတို့တောင်းဆိုပြီးသူသွားတောင်းလို့ဆိုရင်တစ်ချက်ခုနလိုငွေကြေးအပြင်သူကပေးဆောင်နိုင်တယ်ဆိုဒါဦးစားပေးမယ်ငွေကြေးအပြင်ပေးဆောင်နိုင်တယ်သူကအခြေအနေမျိုးကမပေးမဖန်တီးမှတာသူကသူတောင်းဆိုရက်ကိုသူကအိမ်တွေဘာတွေညာတွေကွာစာချုပ်တွေချုပ်တာတွေပေးတာတွေဒါတွေကဆက်လက်တောင်းဆိုလို့ရတယ်နော်ဒါလေးပဲတော်တော်လေးပါမှတ်ထားလိုက်ဒါမရှိတာရှိတာ မရှိပါဘူး ပဲရှိကြလား မရှိပါဘူး ပြပါဦး ဘယ်လိုလဲနော်အဲ့တော့စာချုပ်တစ်ခုချုပ်မယ်ဆိုသမီးတို့စဉ်းစားကြည့်ပေါ့ကွာသမီးတို့လယ်မြေတွေရွာမြေတွေနော်ပါမစ်မြေတွေဝယ်ရောင်းချုပ်ကြပြီအဲ့လိုချုပ်ရင်မှတ်ထားလိုက်အဲ့ဒီဟာပြည်ရင်မြောက်မလား မမြောက်ပါဘူး မြောက်ပါဘူး ပြည်ရင်မြောက်လားဥပဒေနဲ့မညီ မ ဘူး မြောက်ပါဘူး ဥပဒေကိုပုံမှန်23ကိုကြော်ပြီးတော့လုပ်ထားတာအဲ့တော့ပြည်ရင်ကပြက်နေတော့ပြည်ရင်ရမစဉ်းစားလို့မရဘူးဘယ်လိုဟာတွေစွဲနိုင်လဲဆိုဘိုးဘွားပိုင်တို့မြေပိုင်တို့နော်အဲ့တော့ဂရန်တွေရောင်းနေဆိုရင်နော်သမီးတို့ဒီကောင်တွေကဥပဒေကအရေးယူနိုင်တဲ့အချက်တွေအဲကြောင့်ပြည်ရင်မြောက်တယ်သို့တော်ညာလေအဲ့ဒီပြည်ရင်မြောက်တဲ့အချက်ကအဲ့ဒီမှာပြည်ရင်စာချုပ်မှာရေးထားမှတာဒီစာချုပ်ကိုဖောက်ဖျက်နိုင်ကိုတောင်းလို့ရတာစာချုပ်မှာရေးမထားဘူးဆိုရင်သူ့ကိုတရားစွဲလို့ရမလားမရဘူးဒါလေးပဲမှတ်ထားလိုက်ဝယ်လေးပါနော်ကဲနောက်တစ်ခါတော့အခွင့်အမိန့်နဲ့နေထိုင်လို့အခွင့်အမိန့်နဲ့နေထိုင်လို့နော်ကြားဘူးလားအခွင့်အမိန့်နဲ့ထားတာအခုကွာကိုယ့်အိမ်ကွာကိုယ့်ရဲ့မိသားစုတငယ်ချင်းတွေပဲဖြစ်ရင်ဖြစ်နော်ခင်မင်လို့ညနာလို့သွားပြီးတော့ဒီအိမ်မှာကွာအခနေထိုင်ခွင့်ပေးထားတယ်အဲ့ဒါဟုတ်ပါလေအခမဲ့ခွင့်ပြုမိခင်နေထိုင်လာတာအခမဲ့ဆိုပတ်စံမယူပဲနဲ့ပတ်စံယူအိမ်ရှင်ငါဖြစ်သွားမယ်လေပိုက်စံမယူတာကအခမဲ့လို့ထားတာခွင့်ပြုချက်နဲ့အဲ့တော့အခမဲ့ခွင့်ပြုချက်နဲ့နေထိုင်တဲ့လူအားဆိုရင်ကိုကခွင့်ပြုထားတယ်ဟုတ်တော့ခွင့်ပြုထားတဲ့အတွက်သူကဘာလဲဆိုတော့နောက်တစ်ချိန်မှာဒီခွင့်ပြုချက်ကပိုင်ရှင်ကပေးတာမဟုတ်ဘူးတခြားသူကပေးတာပါလို့သူကညင်းဆိုလာရင်ပိတ်ပင်ထားတဲ့သက်သေခံဥပဒေပုံမှန်တစ်ခုရှိတယ်အခွင့်အမိန့်ကဘယ်လိုထားနိုင်လဲဆိုရင်သူ့အိမ်ရှင်လည်းထားလို့ရတယ်အဲ့ဒီကအိမ်ရှင်ကအမွေဆက်ခံလူတွေလည်းထားလို့ရတယ်နောက်တစ်ချက်ကသူကကိုယ်စရာပေးထားလူတွေထားလို့ရတယ်ဒီအိမ်ရှင်ပေါ်မှာစီမံခန့်ခွဲခွင့်ရတဲ့လူတွေထားလို့ရတယ်အဲ့ဒီလူကအခုစီမံခန့်ခွဲခွင့်ရတဲ့လူတွေကထားလိုက်ပြီဖွင့်ပေးတယ်သူ့ကိုထားပြီးမှဒါမှမဟုတ်ကိုယ်စရာထားလိုက်ပြီနောက်ကသူ့ကိုပိုင်ရှင်မဟုတ်ပါဘူးလို့ညင်းလို့ရမလား မရပါဘူး အဲ့ဒီညင်းလို့မရပဲညင်းလို့မရဘူးလို့ပိတ်ပင်ထားတဲ့သက်သေခံဥပဒေမှာပုံမှန်တစ်ခုရှိတယ်အဲ့ဒီပုံမှန်ဘယ်လောက်လဲ 116 116ပြီဟုတ်ပါတယ်မှတ်ထားလိုက်116မှတ်ထားလိုက်နော်116နောက်တစ်ခုရှိတယ်ပြောပြမယ်နော်
အဲ့ဒီအခွင့်အမိန့်နဲ့နေထိုင်နေဆိုတဲ့ဥပဒေကတို့မြန်မာနိုင်ငံမှာတီးကြသူဥပဒေတရားနဲ့ပြဋ္ဌာန်းခဲ့ထားတာရှိသလား ရှိပါ ဟိုတရောသီးသားจิตတို့ရှစ်တို့ကိုတို့ကွာဘုရားအမွေတိုင်းပစ္စည်းတွေအမွေခွဲတာတို့လင်မယားဝါရှင်းတာတို့နော်ပစ္စည်းကခွဲတာတို့ကတီးကြကုန်ပြဋ္ဌာန်းထားတယ်တို့အခွင့်အမိန့်နဲ့ထားတာကြတော့သူကဒီတီးကြဥပဒေဗမာနိုင်ငံမှာထုတ်ပြန်ထားတာရှိလား မရှိပါဘူးဆရာ ဘယ်ဥပဒေကိုသူကကိုးကားပြီးတော့ဒီမှုကိုဆွဲရတာလဲ တိချတတခွင့် အမေတီးကြသတ္တခွင့်နဲ့မဆိုင်ဘူးတီးကြသတ္တခွင့်မှာ तू မပါဘူးအင်္ဂလိပ်ရိုးရာရှိတယ် common law ဆိုတာရှိတယ်နော် common law system မှာ तू ကဘာလဲဆိုတော့မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာအဥပဒေပုံမှန်73တိရတရားဆွဲရတာဒီတီးကြတွေပါနဲ့တော့ဆွဲလို့မရဘူးနော်အင်္ဂလိပ်ရိုးရာဥပဒေကစစ်သက်လာပြီးဗမာနိုင်ငံတရားဥပဒေများဆိုင်ရာအဥပဒေပုံမှန်73တရားဆွဲရတာနော်သဘောပေါက်လားဘယ်ဥပဒေကဆွဲရတာလဲ မြန်မာနိုင်ငံတ ဒီ ရား မှာ ဥပဒေ နိုင်ငံ များ တ ဆိုင် ရားများဥပဒေတရားဥပဒေများဆိုင်ရာဥပဒေပုံမှန်73ရ 3နော်အဲ့ဒါရဆွဲရတာကဲအခွင့်အမိန့်နဲ့ကွာဒါမိဘရှိတော့ဒါထားခဲ့တယ်သူကနော်အခွင့်အမိန့်နဲ့ထားခဲ့တယ်မိဘတည်သွားရင်ဘာလုပ်ကြမလဲအဲ့တားမိရ အခွင့်အမိန့်ရနေထိုင်သူကနှင်းလို့မှု ဟိုကနေ နေရင်လည်းဆက်ထားခြင်းနဲ့ထားလို့ရတယ်ကွယ်ဟုတ်လားနေရင်လည်းထားခြင်းထားလို့ရတယ်သူကတကယ်လို့ဆက်မထားခြင်းတော့ဘူးကြံတဲ့သားသမီးတွေကနော်အမွေခံသားသမီးတွေဆက်မထားခြင်းနဲ့ဒီအခွင့်အမိန့်ကိုထုတ်ထားတယ်သူကရက်ဆက်ရမယ်နော်အခွင့်အမိန့်ကိုဒီနေ့ထုတ်ပြန်ကြခြင်းရစာယူသူဒါအခွင့်အမိန့်ကိုသူပြန်ပြီးရုပ်သွင်းလိုက်ပြီနော်ဒါကြောင့်ဒီကထွက်ခွာပါမရုပ်သိမ်းမဲ့နဲ့သူ့ကိုထွက်ခွာဖို့တန်တရားဆိုလို့ရတာ မ မရပါဘူး ဆရာ မရဘူး ဒီနေ့မျိုးတက်ဖို့ပါ ဟောပြန်ရုပ်သိမ်းရတာဒီအခွင့်အမိန့်နဲ့ထွက်ထားခွင့်တာကိုပြန်ပြီးရုပ်သိမ်းရတာရုပ်သိမ်းပြီးမှ तू ကထွက်ဘူးဆိုမှကိုကတရားဆွဲရတာနော်သူကဘာလဲဆိုမိဘဒေသအဝေခံသားပြီးရဆက်ထားခြင်းတာမထားခြင်းလို့ရုပ်သိမ်းမယ်ဆိုရင်ဘာလို့ ရလဲမိဘတွေထားခဲ့ရတယ်ခွင့်ပြုထားတဲ့ဟာကိုဒီနေ့ကစပြီးတော့ကျွန်တော်ကဒီဆက်မထားခြင်းလို့ရုပ်သိမ်းလိုက်ပါပြီဒါကြောင့်နောက်နေ့ကစပြီးဒီနေ့ကထွက်ခွာပြီးပါသူထဲသွားတယ်သူကကွယ်ဟိုအဲ့ဒီကိုရုပ်သိမ်းတဲ့စာကတော့ကွာဥတွေကတော့သူကနှုတ်နဲ့လွတ်လို့ရတယ်ဒါပေမဲ့နှုတ်နဲ့လွတ်လူကညင်းကြတယ်ဗျမညင်းဘူးလားနှုတ်တရားစာ ရင်းပါ သူက notice ပေးတာကောင်းတယ်နော် notice နဲ့သူပေးတဲ့ရှင်းတယ် notice ကသူညင်းလို့မရဘူးလေနှုတ်နဲ့ဆိုတာ तू မပြောပါဘူးဆိုရင်ဘာဖြစ်လဲနှုတ်နဲ့တော့သူ့ကိုအဲ့ဒါကိုရုပ်သိမ်းလို့ရတယ်ဒါပေမဲ့နှုတ်နဲ့လောက်တာတဲ့ဆိုင်သူက notice နဲ့လောက်တာမကောင်းဘူးလား notice ကနှုတ်ရဲ့စာလုံးအဲ့ဒီလိုကနော်ဒီတို့ကအခွင့်အမိန့်နဲ့ထားတာကတချို့ကပြောတယ်မြို့ပြဆိုင်ရာငါးငါကြီးကြကြီးဥပဒေနဲ့တက်ဆိုင်လား မသက်ဆိုင်ပါ ဆိုင်ပါဆရာ အိမ်ရှင်အိမ်ငါမှာ ပြင်အင်္ဂါနဲ့ပဲ အိမ်ရှင်အိမ်ငါနဲ့ပဲဆိုင်ပါတယ်အိမ်ရှင်အိမ်ငါနဲ့ပဲဆိုင် မဟုတ်လေမြို့ပြဆိုင်ရာငါးငါဒီအခွင့်အမိန့်ရထားတာကမြို့ပြဆိုင်ရာငါးငါကြီးကြကြီးဥပဒေနဲ့တက်ဆိုင်လားလို့မေးတာ မဆိုင်ပါဘူးဆရာ သူကအိမ်ရှင်အိမ်ကားမှမဟုတ်တာလေမဆိုင်ဘူးเนาะဘယ်အဆိုင်လဲခရာမြန်မာနိုင်ငံတရားပဲဆိုင်ရ တရားဥပဒေများဆိုင်ရာဥပဒေပုံမှန်73ရ တို့တစ်ချက်စဉ်းစားဖို့ကတို့တရားလိုဘက်ကဖြစ်နေပြီဆိုရင်ဒီမှာအဲ့ဒီအခွင့်အမိန့်နဲ့ထားတာကိုသူကသွားပြီးတော့အိမ်တွေကိုအခိုက်အမာတွေမဆောက်ခိုင်းနဲ့အခွင့်အမိန့်နဲ့သူကထားတယ်ဗျာမှန်တယ်သူပြန်ရုပ်သိမ်းပြီးတော့နှင်လို့ရတယ်မရတယ်သို့တော်ညာလဲသူကတိုက်ခိုင်ကြီးတွေဆောက်ပြီးတော့ခွင့်ပြုထားတယ်ကိုက၄ဓာတ်တိုက်တွေ၅ဓာတ်တိုက်တွေဆောက်ပြီးပြီ
ဆောက်ပြီးတော့မှဆိုရင် तू ကသွားပြီးတော့အခွင့်အမိတ်ကိုယုတ်သိမ်းပြီးနှင်းရင်နဲ့နှင်းရမလား မရတော့ပါ ပါဆ ဘာ ရာ ဖြစ်လို့လဲဘာဖြစ်လို့လဲ သူခွင့်ပြုရှင် तू ကစဉ်းစားကြည့်ကွာဒီလိုအဆောက်အဦတွေကိုခိုင်မာကြီးလုပ်ပြီးမှဖြစ်နေလို့တော့ဒီအဆောက်အဦကိုဖျက်ရမယ်ဘာမင်းဆိုရင်ဒီခုနအခွင့်အမိတ်နဲ့ထားခံရတဲ့လူဒီ तू ကနစ်နာမှုမရှိဘူးလား ရှိပါတယ် ပြပါတယ်ဆရာ ဘာလဲငါတရားဥပဒေကဆိုင်ရဆိုတာတရားမျှတမှုအနေနဲ့တရားရုံးကရှင်းမပေးဘူးဗျသူကတဲဖို့လောက်ဆောင်ရင်တော့ရတယ်လေမင်းတို့ထွက်ဒီတဲဖို့ပါပစ္စည်းပါယူသွားသူပြောလို့ရတယ်ခိုင်မာလေးစောက်ထားရင်နှင်ခွင့်မရှိဘူးနော်တရားလူတွေကိုအခွင့်အမိတ်နဲ့တရားထားမယ်တတိထားအဲ့ဒီစီရင်လုံးလေးကဟိုတလောကတော့မနိုင်ဦးရင်းဆိုတာဒီစီရင်ထုံးလေးကိုကြိုင်ပြီးသူတရားဆိုတာနိုင်သွားသေးတယ်နော်သူကဘာလဲဆိုရင်ဒီစီရင်ထုံးလေးကအရေးကြီးတယ်တော့တိုက်ရင်ဆောက်လုပ်ပေးတာလားသူကဥတင်အောင်ပါ3နှစ်ဥကိုလေးစီရင်ထုံးနော်1991မတ္တဆ80နဲ့1မှာဥတင်အောင်ပါ3နှစ်ဥကိုလေး1991မတ္တဆ81မှာတိုက်ရင်ဆောက်လုပ်ခွင့်ပေးထားတယ်နော်တိုက်ရင်ဆောက်လုပ်ခွင့်ပြီးမှသူကဒီအခွင့်အရေးကိုရုပ်သိမ်းပြီးတော့တိုက်ကြီးကိုဖျက်ထွက်ဆိုရင်တစ်ဖက်ကတရားမျှတမှုကကင်းမဲ့ရမရောက်ဘူးလားနော်သူမနစ်နာဘူးလားအဲကြောင့်အဲ့ဒီစီရင်ထုံးလေးကဘာရေးထားလဲဆိုဒီစာရွက်တွေကတော့သူ့ပေးထားပြီးအခြေပြန်ဖတ်ပါတော့အခင်းပြည့်မြေပေါ်တွင်နဲ့မြေရှင်ဥဖို့လေးမှဥတင်အောင်က1983နှစ်ခွင့်ပြုပြီးနောက်1989တိုက်ရန်ဖြတ်ပြီးမြေပေါ်မှာဆင်းပေးရပြီဆိုရင်တဲ့တရားမျှတမည်မဟုတ်ပေတဲ့ဥတင်အောင်တို့သည်တဲ့အခွင့်အရေးကနေထိုင်သူများမဟုတ်ပဲနေဖိတ်ဆိုင်ဟာဆောက်လုပ်ခွင့်ပြုခဲ့သဖြင့်မြေရှင်သည်၎င်းနေအိမ်ကိုဖယ်ရှားခွင့်ရှိမယ်မဟုတ်ဘူးတဲ့နော်ဒါကြောင့်နေအိမ်မှာတိုက်တွေခံနေပါသွားမဆောက်ခိုင်းနဲ့နော်ခိုင်ပါကြီးအခိုင်ပါကြီးဆောက်ပြီးမှသူဒီအိမ်ကနေမင်းနေတော်ဘူးမင်းငါရုပ်သိမ်းပြီမင်းနေတော်ဘူးဆိုနင်ထုတ်မယ်ဆိုရင်ဟိုတစ်ဖက်ကတိုက်ရင်ဆောက်ထားလူကနစ်နာမှုမရှိဘူးလားရှိတယ်နော်အဲ့လိုကြတော့နှင်ခွင့်မပေးတော့ဘူးတရားကအဲ့ဒါဘုရုစီရင်ထုံးလဲ ဥတည် ဥတည်အောင်ပါ3နှစ် ဥကိုလေးအောင်လို့ဥစ္စာတဲ့ တချို့ကြတော့ကွယ်ဒီအိမ်ကြီးပါပဲနော်သူကဟိုမိသားစုတစ်ဖွဲ့ကအိမ်မှာလာဝိုင်းတယ်ကူညီတယ်လှုပ်တယ်ကိုင်တယ်စားတယ်ဆိုနေလာခဲ့ကြတယ်နောက်ဆွေမျိုးရင်းချတယောက်လို့နေလာခဲ့တယ်အဲ့ဒါယူနောက်မှသူ့ကဲမင်းဒီမှာမနေနဲ့တော့မင်းကိုပြန်ပြီးတော့အခွင့်အရေးကိုရုပ်သိမ်းတယ်မင်းထွက်တော့လို့ပြောတယ်သူကဘာဖြစ်လဲသူကမိသားစုလိုတစ်ဖွဲ့နေထိုင်တာလဲတင်လို့မရဘူးဗျာနော်ဟုတ်လားမိသားစုလိုနေထိုင်တာလဲနှင်လို့မရဘူးဘာဖြစ်လဲဆိုဒီဟာကအိမ်သားတယောက်လိုသူကငငယ်လေးကနေခဲ့တာကွာဒီမှာသူကစပြီးတော့မီးရိုးပါဟိုငငယ်လေးတည်းအိမ်သားတယောက်လိုနေလာရင်နှင်လို့မရဘူးနော်အိမ်သားတယောက်လိုဒီခင်ကလေးကနေလာရင်နှင်လို့ရတာ မရပါဘူး မပါဘူး ပန်းနဲ့ဒေါ်တင်မေ1982မတ္တဆ64နော်လေးဖတ်တာနော်အိမ်သားတယောက်နဲ့နေရင်လည်းသွားပြီးတော့နှင်ထုတ်လို့မရဘူးတိုက်ရခိုင်မှာဆောက်ရင်လည်းနှင်ထုတ်လို့မရတော့ဘူးနောက်တစ်ချက်ကိုကကွာမိဘသေသွားပြီနော်မိဘသေသွားတော့အမွေရလည်းမခွဲသေးဘူးဒီအိမ်နဲ့မြေကိုအဲ့အိမ်နဲ့မြေကိုအကိုကြီးကသိမ့်ပိုက်လိုက်တယ်ပိုက်ပြီးတော့ကြံတဲ့ညီကိုမောင်နှမတွေကိုသူကဒီအိမ်မှာအခွင့်အမေးဆိုထားလိုက်တယ်နော်အဲ့ဒီလိုထားခဲ့တာဒီဘဝအနေနေတာလေအခွင့်အမိတ်နဲ့နေတာလားအဲ့လိုကြတော့ तू ကအမွေဆိုင်တယောက်နေနေတာလား ပါရေးဆိုင်ကွင်းနဲ့နေတာပါ
သူဆိုင်ရေးဆိုင်ခွင့်နဲ့နေတာလေအဲ့လိုလူမျိုးတွေလည်းနှင်ထုတ်လို့မရဘူးနော်သူဆိုင်ရေးဆိုင်ခွင့်ရနေတာဒါကြောင့်ကိုအမှုတို့အမွေမပေးချင်တော့ကိုရမေတွေကိုသိထားတယ်ပြီးတော့မှမင်းတို့အခွင့်အမိတ်တွေဆိုဒီကြံတဲ့ညီကိုမောင်နှမတွေကိုပြန်ပြီးတော့ထိုင်ထားတယ်အဲ့ဒါတွေကသွားပြီးတော့ဒစိမ့်နေမဟုတ်ဘူးလေအမျိုးတွေဒီအားလုံးလက်ရှိတယ်နော်အမွေသဘောကကြံသွားရင်အမွေးပါကြံခဲ့တဲ့ပစ္စည်းတွေအားလုံးအမွေဆိုင်တွေအားလုံးလက်ရှိပဲနော်အကိုကြီးတယောက်ကသူ့လက်ရှိပြီဆိုသူလို့မရဘူးနော်အမွေဆိုင်တွေတချို့အဲ့လိုဆိုတော့အချက်မှာဒီ၃ခုကိုတို့ကလုပ်လို့ရတယ်ဘာလို့လဲတင်းချက်ကအမွေဆိုင်ဖြစ်နေတယ်အိမ်သားတယောက်လိုနေတယ်တိုက်အိမ်တွေအခိုင်မှာစောက်တိုင်းအဲ့ဒါတို့ကနှင်ထုတ်လို့မအောင်မြင်တော့ဘူးမရတော့ဘူးတော့အဲ့ဒီကသတိထားတယ်ဘာနဲ့တော့ဆိုင်ရေးဆိုင်ခွင့်ရတယ်ခုနနေတိုင်းနေဆိုတာကဒေါခင်ကြီးပါနှစ်နဲ့နော်သူကဆိုင်ရေးဆိုင်ခွင့်ရနေထိုင်တဲ့လူငွေဆိုင်ဖြစ်နေထိုင်တဲ့လူတွေကသွားပြီးနှင်ထုတ်လို့မရဘူးဒေါခင်ကြီးပါနှစ်နဲ့ဒေါ်ရီတပါ3 1984မတ္တစ125ဒါသူကဆိုင်ရေးဆိုင်ခွင့်ရနေနိုင်တာဒီဆိုင်ရေးဆိုင်ခွင့်ရနေနိုင်တာဒီဒေါ်ခင်ကြီးပါနှစ်နဲ့ဒေါ်ရီတပါ3 1984မတ္တစ125ဒါဆိုင်ရေးဆိုင်ခွင့်ရနေထိုင်တဲ့စီရင်ထုံးအမွေဆိုင်တယောက်အနေနဲ့နေထိုင်တဲ့စီရင်ထုံးလာမယ်နံပါတ်4အမွေဆိုင်တဦးနဲ့နေထိုင်ရင်ကဒေါ်ခင်စိန်ပါ7နှစ်ဒေါ်ခင်အေးမြင့်ပါအားတော့လေလူရေးထားတာပါရိုက်ထားတာနော်ဒေါ်ခင်အေးမြင့်ပါရှာပြီးမယ်နော်သူကရိုက်တာမှားနေတယ်1983မတ္တစ14အဲ့3ချက်နော်အတိထားရတယ်1ချက်သူကအိမ်သားတယောက်နေတယ်ဟိုက1ချက်တိုက်ခိုင်မှာဆောက်ပြီးနေတယ်နံပါတ်2အိမ်သားတယောက်အနေနဲ့နေထိုင်ခဲ့တယ်နံပါတ်3အမွေဆိုင်တယောက်အနေနဲ့နေထိုင်ခဲ့တယ်နံပါတ်4ဆိုင်ရေးဆိုင်ခွင့်ရနေထိုင်တယ်အဲ့ဒါတွေဆိုနေထုတ်လို့မရဘူးကြာနော်ဒီလိုပြောထားတယ်နေထုတ်လို့မရဘူးအဲ့ဒါကိုကတရေပြိုင်ဘက်ကလိုက်ဆိုအဲ့ဒါလေးတွေကိုလုပ်တာနော်ဟိုတိုက်ခနော်အခိုင်မှာစောက်တဲ့စီရင်ထုံးကဘာလို့လဲဦးတင်အောင်ပါ တင်အောင်ပါ3နှစ်ဥကိုလေး ဒီမတ်စတာဆာ ပကတိမထာစာ97ဟိုတော့အိမ်သားတယောက်လိုငယ်ငယ်လေးကနေခိုင်ခဲ့တာဘာလို့လဲဒီစီထုံးလဲ ဒေါ်မြတန်နဲ့ဒေါ်တင်မေ တင်မေ 1980နဲ့မတ္တစ မထာစာ64တချို့ကျဆိုင်ရေးဆိုင်ခွင့်ရနေတာနော်အဲ့ဒါခုနပြောပြီးဘာလို့လဲခုပဲပြော ဒေါ လို ် က်ကော ခင် င်းတ ကြီး ယောက် ပါ ပနေပါနဲ့ဒေါ်ရီတန်ပါ3 1984မတ္တစ125အမွေဆိုင်ဖြစ်နေတဲ့လူလည်းနင်းထုတ်ရင်ရှုံးပါပဲဘာလို့လဲအဲ့ဒီဟာအမွေဆိုင်ဖြစ်နေရစီတော့ ဒေါ်ခင်စိန်ပါ7နှစ်နဲ့ဒေါ်ခင်အေးမြင့် အဲ့ဒါထားကဲနောက်တစ်ခုပြောပြမယ်သမီးတို့အခုဂရမ်လေးဘိုးဘပိုင်ပြီးပိုင်နေပဲဒီခါလေးကိုအရက်စာချုပ်နဲ့ဝယ်လိုက်တယ်ကွယ်မဝယ်ကြဘူးလား ဟုတ်ပါတယ် ဒီရတယ်တို့အရက်ဝယ်လိုက်တယ်ဝယ်ပြီးတဲ့အခါမှာတို့ကဘာလုပ်လဲဆိုရင်ဒီမြေကိုလက်ရောက်လည်းမယူဘူးကွာနော်လက်ရောက်မယူဘူးဘာလုပ်လဲဆိုအဲ့ဒီမြေအိမ်ပိုင်ရှင်ကြီးကိုထပ်ပြီးတော့သူအခွင့်နဲ့မဲ့လို့ထပ်ထားတယ်အပြင်မှာဒီလိုပဲလုပ်တယ်လေ
တကယ်တော့ तू ကအယောင်းဝယ်မဟုတ်လို့ကွာအယောင်းဝယ်ဆိုတော့တကယ်လို့လည်းမဟုတ်တချို့ကငွေတွေချီးထားတယ်ချီးထားတဲ့ခါကျတော့ဘာလုပ်လဲဆိုတော့အယောင်းဝယ်စာချုပ်လို့ပြလိုက်တယ်အယောင်းဝယ်စာချုပ်ပြပြီးတော့ तू ကတကယ်တော့အယောင်းဝယ်တာမှမဟုတ်တာ तू ကငွေချီးတဲ့စာချုပ်လေအဲ့တော့ तू ကအဲ့ဒီပစ္စည်းကို तू ကလက်အောင်မယူအဲ့ဒီပိုင်ရှင်ကိုပြန်ပြီးတော့အခွင့်အမိန့်နဲ့ပြန်ထားတယ်နော်သဘောပေါက်ကြလား तू ကပိုင်ရှင်ရှိရဒီလူတယောက်ကပိုင်ရှင်ရှိရဒီအိမ်ထဲမျိုးဝယ်တယ် तू ကလက်ရောက်မယူဘူးနော်အယောင်းဝယ်စာချုပ်တော့မှတ်ပုံမတင်တဲ့အယောင်းဝယ်စာချုပ်အရက်စာချုပ်တော့ချုပ်တယ်ဒါပေမဲ့ तू ကလက်ရောက်မယူဘူးလက်ရောက်မယူဘူးဆိုတဲ့ကအဲ့ဒီတည်းက तू ကအယောင်းဝယ်မြောက်မလား မြောက်ပါဘူး မြောက်ပါဗျာဟန်တော့ဟုတ်တယ်ဗျာ အဲ့ဒီအချိန်မှာပဲအဲ့ဒီအိမ်ရှင်ကိုဝယ်တဲ့လူကို तू ကအခွင့်အမိန့်နဲ့ပြန်ထားတယ်အဲ့လိုထားတာကအခွင့်အမိန့်နဲ့ထားရမည်လားအိမ်ရှင်ကသူ့ရဲ့ပိုင်ရေးပိုင်ခွင့်ရနေတယ်လို့မြည်သလား သူကသူ့ရဲ့ပိုင်မခိုင်ရအားရနေတာပါရှင် အဲ့ဒီကိုဝယ်တယ်အများတို့လုပ်တဲ့စာချုပ်စာတမ်းဝယ်တယ်ဝယ်ပြီးရင်သူကရောင်းဝယ်စာချုပ်လေးကိုရေးလိုက်တယ်ရေးပြီးရင်ကဲသူတို့ကဒီဟာကိုလက်ရောက်မယူဘူးလေပြန်ပြီးတော့အိမ်ရှင်ကိုသွားမင်းဆက်နေနော်အဲ့ဒီပုံမှာအခွင့်အမိန့်တွေပြန်နေအဓိကကတော့ဝယ်သူကဒီအဲ့ဒါတွေကဟိုနေ့နေများပါတယ်ငွေချီးစာချုပ်တွေကိုဟာဆောင်လုပ်ကြများတာနော်အဲ့တော့သူကလက်ရောက်မယူဘူးဟိုကလည်းငွေချီးကြတော့သူ့အိမ်ကြီးပဲပေးမလဲဟုတ်တယ်မလားစာချုပ်မှာပဲအယောင်းဝယ်ချုပ်ပေးလိုက်တယ်လေပြီးတော့သူ့ကိုပြန်ပြီးအခွင့်အရေးနဲ့ထားတယ်ဥဝယ်ပြီးပေါ့အခွင့်အရေးနဲ့ထားတယ်လုတ်တတ်ကြတယ်အဲ့ဒီလိုလုပ်ရင်အဲ့လုတ်လို့မရဘူးနော်သူကဘာလို့ပိုင်ရှင်ကိုကလက်ပစ္စည်းကိုလက်ရောက်မရတော့အယောင်းဝယ်လည်းမမြောက်ဘူးနောက်ကိုကရှင်းပြောရင်လက်ရှိကိုကတကယ်နေထိုင်နေလက်ရှိဒီဟာကိုရခဲ့တယ်ဆိုရင်တော့သူကလက်ရှိထားတာကိုကဘာဟိုကဘာလို့လဲရောင်းတဲ့လူကဘယ်သူကပိုင်ရှင်ဖြစ်နေဦးမှာလဲမှတ်ဖို့တင်စာရုပ်မချုပ်မင်းဟိုကပိုင်ရှင်ပဲဖြစ်နေမှာလေ